သုံးလီဘယ်လောက်လဲစိတ်သက်ဝင်နာရှင်ကစဉ်းစား126ပါခင်ဗျာတော့မရသေးဘူးဘယ်နဲ့သုံးလီ126အောင်မကွာနောက်တစ်ယောက်လားဒီမိကုံးမမေးတယ်နောက်လူနာတစ်ယောက်သုံးလီဘယ်လောက်လဲကြာတာပရိပါခင်ဗျာမင်းရဲ့အခရာတို့ကြီးတို့တရတော့မပေါ့ဟုတ်ပဲသားနောက်တစ်ယောက်လားသုံးလီဘယ်လောက်လဲ9ပါခင်ဗျာဒီကောင်မစိုးတက်လာပြီတဲ့မင်းဘယ်လိုရလဲကိုဟိုပထမကောင်126လေးကဒုတိယကောင်ကြာသပတေးနှုတ်လိုက်တာတဲ့တခါတလေမှန်တယ်ဆိုပေမဲ့တခြားမေးအောင်အတွင်းလိုက်မှားနေရတယ်အများကြီးနော်